တိုနိုင်မမီအွန်လိုင်းအမ်ရီရဲ့ဗီလာနဲ့တွေ့မှာပရီပလာမလုံနိုင်တော့ပဲဇာတီးပြပြီးစောင်းဝင်သွားခဲ့တဲ့စင်မြကြီးပရိသတ်များလုံးပဲမင်္ဂလာများရှေးရောအိုင်ဘက်ခွန်ရှေကိုအွန်လိုင်းအချင်းကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်စင်မြကြီးတို့ကတော့တကယ်ကြီးစောင်းဝင်သွားပြီပဲဖြစ်ပါတယ်ဘယ်တော့မှစောင်းဝင်မလဲဆိုပြီးစောင့်ဆိုင်နေကြတဲ့သူတွေလည်းဆူတောင်းပြေလို့သွားခဲ့ပြီဖြစ်ပါတယ်အရန်လူစင်းတောက်တဲ့ကစားမအင်အားကောင်းတဲ့ဒီနေ့တော့စောင်းမဝင်တော့ဘူးဆိုပြီးအားချောင်ထားတဲ့စင်မြကြီးဖန်တွေလည်းအတန်တိတ်လို့သွားခဲ့ရပြီဖြစ်ပါတယ်ဆရာဘက်ရဲ့နိုဘူးကနောက်ကနေထက်ချက်မကွာလိုက်နေပြီးစင်မြကြီးကိုတမင်ပေါ်ကနေဒုံနဲ့ထိုးချတော့မှာဖြစ်ပါတယ်။နဘုတို့ကဒီဟာဒီမှာအတင်းကြီးကိုဒုက္ခပတ်ပေးနေတဲ့တန်းတန်အသိဆန္ဒလန်ကို3ကိုပြည့်နဲ့ရှယ်ကျိတ်လှုပ်ပေးခဲ့ပါတယ်။ဆန္ဒလန်တို့ညီမလေးစင်မြန်ကြီးနဲ့ဂျိုးကြလေးတို့ဒုက္ခပေးထားနိုင်ခဲ့ပေမဲ့မန်ချက်စတာညီနောင်တို့ကိုတော့အနိုင်နိုင်ခဲ့တာဖြစ်ပါတယ်။တူနိုင်မဲ့မီဦးနိုင်အမ်မရီကစင်မြန်ကြီးဆိုရင်တော်တော်လေးအညိုကြီးပုံရပါတယ်။သူရောက်လာပြီးကလေးကအင်စတိုမီလာနဲ့တွေ့ရင်ကိုစင်မြန်ကြီးတို့မလွယ်ပါဘူး။နောက်ဆုံး9ပွဲမှာအင်စတိုမီလာကစင်မြန်ကြီးကို3ပွဲနိုင်တပွဲသေးကြာလာပြီးတပွဲသာရှုံးထားပါတယ်။ညကပွဲမှာလည်းအင်စတိုမီလာကအနိုင်ရဖို့ထိုက်တဲ့စွမ်းဆောင်ရည်ကိုပြသပြီးစင်မြန်ကြီးကိုကျိတ်လွတ်သွားခဲ့ပါတယ်။ဒါကြောင့်ပရီးမီးယားလိချန်ပီယံတိုက်ပွဲကလည်းပုံမဆဲဝင်စားစရာဖြစ်လာခဲ့ပြီးအာဆင်နယ်နဲ့မန်စီးတီးကြား2မှတ်ပဲကွာတော့တယ်လို့အာဆင်နယ်နဲ့အင်စတိုဗီလာကြားမှာလည်း3မှတ်ပဲကွာတော့တာဖြစ်ပါတယ်။စင်မီတို့လည်းဒီနေ့ထုံးစံတိုင်းဒုတိယလိုဖြစ်နေမဲ့ဇက်သိန်းတော့မဲ့အနေထားမှာရှိနေပါတယ်။အာဆင်နယ်ဖန်တွေကတော့မန်စီးတီးနဲ့လည်းဘောက်ကေကုံသွားပြီလို့သာပြောနေပေမဲ့တကယ်တမ်းမှာတော့အာဆင်နယ်ဟာ3နှစ်ဒုတိယသာရခဲ့ပြီးမန်စီးတီးဒါမှမဟုတ်လီဗာပူးသာပိုဆွဲသွားတတ်တာပါ။ဒီနေ့လည်းဒီသဘောပဲဖြစ်အောင်မဲ့အနေထားကိုရှိနေပြီလားမဆိုနိုင်ပါဘူး။လက်ရှိမှာအာဆင်နယ်ကမှတ်ပေးစရာဥဆောင်ထားသူဆိုပေမဲ့ပွဲကအများကြီးကြံရအောင်ပါပါ။အာဆင်နယ်ခြေချော်အောင်မဲ့ဆိုတာအသေးချော်ပါပဲ။အခုတင်စောင်းလေးနည်းနည်းလေးအေးအောင်ရှိနေအာဆင်နယ်တို့တိုင်းနေစပြီးတော့ပတ်နေပါပြီ။နောက်ပိုဆိုးဝယ်ရှိပါတယ်။ရာသီအစမှာအာဆင်နယ်ကောင်းတာထူးဆန်းဖို့ပါဘူး။ဒါပေမဲ့တခုပဲရာသီကုန်မှာထိတ်ဆုံးရောက်နေတာအာဆင်နယ်မဟုတ်တာတော့ထုံးစံဖြစ်ပါတယ်။ဘိုက်ကွာလာဆွဲနေပြကပရီးမီးယားလိဂ်ကိုဘယ်လိုယူရမလဲဆိုတာအသေးဆုံးမှာအန်တိုနီမီလို့တော့ပြောလို့ရပါတယ်။လက်ရှိမန်စီးတီးကခန်းစစ်တိုင်းစစ်ကွင်းနဲ့တောင်တင်းဆုံးဖြစ်နေပြီးဟာလန်ကလည်းဂိုးမြူနေပါတယ်။ဒါကြောင့်မန်စီးတီးလိုအတွေ့အကြုံရင်းချက်ပြီးချန်ပီယံဆုကိုထမင်းစားရည်တောက်ယူပြနေတဲ့အသင်းကဖျားဝင်နေတဲ့အာဆင်နယ်ကိုအေးအေးဆေးကြော်ဖြတ်နိုင်ပါတယ်။အာဆင်နယ်ကဒီနေ့မှဖလားမရရင်နောက်နေ့ပို့ဆိုးနိုင်ပါတယ်။လီဗာပူးချဲလ်ဆီးတို့တိုင်ပတ်နေချိန်မှာတော့ဖလားမြူနိုင်မှုဆိုရင်တော့ယူနေပါနဲ့လို့ပြောရမှာပါ။3နှစ်အဆက်ဒုတိယလူဖြစ်ထားတဲ့အပြင်အကောင်းဆုံးချိန်မှာတော့ဖလားမရခဲ့တဲ့အာဆင်နယ်ကိုဒီနေ့မှဖလားမရတော့ရင်နောက်နေ့ရဖို့ဆိုတာမလွယ်ကူတော့ပါဘူး။ကစားသမားတွေအများကြီးဝယ်ထားပေမဲ့အချိန်တန်တော့လေစာတီးပြပြီးတိုင်ပတ်တာပဲဖြစ်ပါတယ်။စင်မင်းအနေနဲ့ပြိုင်ဘက်တွေအခြေချော်နေချိန်မှာတော့အခွင့်ကောင်းမြူနိုင်ပဲနဲ့ကိုတိုင်လိုက်ခြေချော်နေမှာတော့ဖလားမရတာမဆန်းဘူးလို့ပဲဆိုရမှာပါ။ပရီးမီးယားလိဂ်ဖလားမရတာနှစ်20ကျော်နေပြီဖြစ်ပေမဲ့စင်မြန်ကြီးဖန်တွေကတော့လေ့ကျင့်နေတော့ပါပဲ။ချန်ပီယံလိဂ်ဆိုလည်းမူလို့တောင်ရှူစရာမရှိပဲစင်မြန်ကြီးတို့ဒီတစ်နှစ်လဲထုံးစံတိုင်းခွက်ပြောက်အောင်မလားဆိုတာကတော့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှလည်းအားကစားလေးပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချော်လိုက်ရပါတယ်ခင်ဗျာ။